မင်္ဂလာပါကျွန်မနဲ့တူတူရောနယ်ဒိုပုံကိုပို့တူဆက်ကြပါဘောနော်ဒီမှာပုံချမ်းဆက်ဆဲပါမယ်ပုံချမ်းနဲ့ကြာရဲဆိုတော့ဗီဒီယိုလေးကြော်လိုက်ပါမယ်ခင် Okay ready ဖြစ်ပြီဆိုရင် let's go သွားကြမိမိဘဝကြီးကိုယထာရစည်းလို့တတ်မှတ်ကြည့်ပါတင်းတို့သွားနေကြတဲ့အောင်မြင်မှုပန်းနိုင်ဘူတာကိုနီးမျိုးစုံအခက်အခဲမျိုးစုံနဲ့သွားနေကြရမှာပဲလေဒါပေမဲ့အဲ့ဒီပန်းနိုင်ကိုရောက်ဖို့ကြာနေတာဘာကြောင့်လဲပြန်စဉ်းစားကြည့်တင်းအချစ်ဆိုတဲ့ဘူတာမှာဘလောက်အချိန်ဖြုံးပြီးပြီလဲတင်းအပေါင်းသေးဆိုတဲ့ဘူတာမှာရောဘလောက်အချိန်ဖြုံးပြီးပြီလဲတင်းအပျော်ပါဆိုတဲ့ဘူတာတွေမလိုအပ်တဲ့ဘူတာတွေမှာဘလောက်ကြာအချိန်ဆက်ဖြုံးနေအောင်ပါအရာရာဟာအတိုင်းတာတစ်ခုထက်လွန်သွားရင်မကောင်းပါဘူးတန်စီလွန်ပေးပါမလိုအပ်တဲ့ဘူတာတွေမှာတင်ဆက်ပြီးချိန်ပြုံးနေအောင်မယ်ဆိုရင်တင့်ရီမှန်းချက်ပန်းနိုင်ဟာတင့်အသက်အရွယ်ကြောင့်တစ်ဖြည်းဖြည်းပိုဝေးသွားပါလိမ့်တိုးတက်နေတဲ့ခေတ်ကြီးမှာတိုးတက်အောင်လုပ်ဖို့လွယ်ကူနေသလိုပျက်စီးအောင်လုပ်ဖို့လည်းအရန်လွယ်ကူနေပါလေဒါတွေဟာတင့်ကိုပြုတ်ပြင်ထိမ့်သိမ်းနိုင်မယ်တင့်အုံနောက်တင့်အသိစိတ်သက်တင့်ရွေးချယ်မှုနဲ့ပဲဆိုင်ပါအချိန်တွေကအရန်တန်ဖိုးရှိပါတယ်တန်ဖိုးရှိတဲ့အချိန်တွေကိုအခုချိန်မှာအသုံးမချတတ်ဘူးဆိုရင်နောက်တစ်ချိန်နောက်တာတရားဆိုတဲ့အရာနဲ့ထိတ်တိုက်ရင်ဆိုင်ကြုံရတဲ့အခါမှာဒူးထောက်အရှုံးပေးရတဲ့သူကတင့်ဖြစ်သွားတယ်ဒါလေးကိုနားဆင်ပြီးရင်တင်ပါတွေစလုပ်တင်ပြီဟဲ့ဟဲ့တဲ့ပေးဖို့လည်းမမေ့ရအောင်နော်